Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Sport မြန်မာ YouTube Channel နေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်နဲ့မြန်မာ National League Committee တို့က2026 ML League 2အပျော်တန်းပြိုင်ပွဲကိုကျင်းပပြုလုပ်တော့ပွဲရှိနေတာကြောင့်ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်လို့တဲ့အသင်းများအနေနဲ့စည်ရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်းသိရပါတယ်ML League 2အပျော်တန်းပြိုင်ပွဲကိုလာမယ့်မတ်လပထမပတ်တွင်ရန်ကုန်မြို့မှာစတင်ကျင်းပမည်ဖြစ်ပြီးပြိုင်ပွဲဝင်လို့တဲ့အသင်းတွေဟာဇန်နဝါရီ30ရက်နောက်ဆုံးထားပြီးစည်ရင်းပေးသွင်းကြရမှာဖြစ်ပါတယ်ပြိုင်ပွဲဝင်အသင်းတွေဟာ2026 ML League 2အပျော်တန်းပြိုင်ပွဲမှာပထမဒုတိယရရှိခဲ့မယ်ဆိုရင်လာမယ့်ရာသီ ML League 2ပြိုင်ပွဲကိုတက်ရောက်ကစားခွင့်ရရှိမှာဖြစ်ပါတယ်။ ML League 2ပြိုင်ပွဲတက်ရောက်ခွင့်ရမယ်အသင်းနှစ်သင်းဟာ FIFA Connect နဲ့ AFC Club License ကတ်များကိုဖြည့်ဆွဲဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။အသင်းတွေအနေနဲ့ပြိုင်ပွဲကိုအဆင့်မီစွာရှင်းပြနိုင်ဖို့နဲ့ရေရှည်ဖွဲ့စည်းနိုင်ဖို့လည်းလိုအပ်မှာဖြစ်ပါတယ်။ဒါကြောင့် MFF နဲ့ ML တို့ဟာအသင်းတွေရဲ့တင်ပြလာတဲ့ဘဏ္ဍာရေးအခြေအနေနဲ့ license ကတ်မပြည့်မီတဲ့အခြေအနေတွေကိုတေချာရွေးချယ်ပြီးပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်စီမှာဖြစ်ကြောင်းသိရပါတယ်။